ဥစ္စာကဒီထက်အများကြီးပုံများတယ်လို့ယုံကြည်တယ်ဒါနဲ့ပဲသူကမျက်နှာချက်ပေါ်နောက်ထပ်ကြီးအချို့ထပ်ပစ်လိုက်တဲ့ရုတ်တရက်အခန်းတစ်ခုလုံးရွှေမိုးရွာတယ်လို့ဖြစ်သွားတယ်ဒီအချိန်မှာတော့ကျွဲဝချမ်းသာသူလည်းကြောက်မသွားတော့ဘူးသူကကားတစ်စီးနဲ့အစိုးရအဆောက်အုံစီအမြန်ထွက်သွားတယ်ဒီမှာဆိုရင်အရာရှိအလုံးကြီးပါကသူ့ရဲ့ညစ်ပတ်တဲ့ငွေကိုလက်ခံထားကြတယ်ဒါကြောင့်ဒီအကျက်တဲကနေသူ့ကိုကဲထုတ်ဖို့သူတို့ကူညီမယ်လို့သူတေချာယုံကြည်ထားတယ်ဒီဖြစ်ရက်ကစုပူမှုကြီးဖြစ်သွားတယ်ဝင်ကြီးချုပ်တောင်တတိထားမိသွားတယ်အကျိုးဆက်အနေနဲ့အရာရှိတိုင်းဟာမိမိတို့ပါဒုက္ခရောက်မှာဆိုလို့သူနဲ့ခက်ခွာခွာနေကြတဲ့အရာရှိတွေကိုသဘောမတွေ့နိုင်တော့တဲ့ကျွဲဝချမ်းသာသူမှနိုင်ငံသားတွေကိုအတနာခံဖို့ကလွယ်လို့အခြားရွေးချယ်စရာမရှိတော့ဘူးသူကမြို့ထဲကရွာသားတိုင်းကိုဒေါ်လာ100စီပေးပြီးဂျီမီကိုဝိုင်းရံဖို့တောင်းဆိုလိုက်တယ်ဒါပေမဲ့ဒီအချိန်မှာဂျီမီဟာလာမယ့်အနေအကိုမတည်သေးပဲကျွဲဝချမ်းသာသူရဲ့အိမ်မှာပစ္စည်းသိမ်းဆည်းတာကိုဆက်လုပ်နေတဲ့ရက်ပေါင်း3ရက်နဲ့3ညတရှုမနာလူရနဲ့ချီအားထုတ်မှုကြောင့်သိမ်းဆည်းရရှိတဲ့ပစ္စည်းတွေကကျွဲဝချမ်းသာသူရဲ့စတူရန်မီတာ3000ရှိတဲ့အင်ဂျီကိုဖုံးလွှမ်းသွားစေတယ်အလေးချိန်နဲ့တန်းကြည့်ရင်ဒီပစ္စည်းတွေဟာအနည်းဆုံးတန်း90လောက်ရှိတယ်ဒါပေမဲ့အခုချိန်မှာတော့ရွာသားတွေကအပြင်ဘက်ကနေတိုက်ခိုက်မှုဆက်လုပ်ပြီးဖြစ်နေပြီးဂျီမီကဒီညစ်ပတ်ငွေတွေကိုအနံဖို့စွတ်တိုက်နေအောင်မယ်ဆိုရင်သူကျွဲဝချမ်းသာသူရဲ့အိမ်ကနေအသက်ရှင်နေတဲ့ထွက်နိုင်မှာမဟုတ်ဘူးဂျီမီကသူ့လက်အောက်ငယ်သားတွေကိုအဓိကတကားကိုကာကွယ်ဖို့အမိန့်ပေးလိုက်ပြီးသူကိုယ်တိုင်အကူအညီခေါ်ဖို့ထွက်သွားတယ်ဒါပေမဲ့ရွာသားတွေရဲ့တိုက်ခိုက်မှုကသူတွေးထားတာထက်အဆများစွာပြင်းထန်တဲ့ဒီအရှိန်နဲ့ဆိုရင်အကူအညီမရောက်ခင်မှာပဲသူတည်